ဒီရဲ့ reading လေးကတော့ပေါ့နော် no contact ဖြစ်နေတဲ့သူတွေတရားရောက်ကိုမျောလင့်နေတဲ့အခြေအနေနဲ့ပတ်သက်ပေါ့နော်အမျိုးလူငူရေးတခုခုပေါ့ကိုတရားရောက်ကိုမျောလင့်နေတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကိုသိချင်နေရရှိရဲနော်သူကအခုချိန်မှာကိုယ်ဘယ်လိုမျိုးစဉ်းစားနေတာလဲနော် no contact ဖြစ်နေတဲ့သူတွေအဆက်အသွယ်မရတဲ့သူတွေတို့အတွက်ကြည့်ပြီးမယ်ပေါ့နော်ဆိုတော့ဒါကိုယ်စိတ်ရန်နေကိုတငယ်ချင်းလည်းဖြစ်နိုင်တယ်မိတ်ဆွေလည်းဖြစ်နိုင်တယ်မိသားစုမောင်နှမတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကိုယ်စိတ်ရန်နေကိုမန်းတဲ့သူအတွက်ပေါ့နော်ဒီရဲ့ reading လေးလုပ်ပေးရဖြစ်ပါတယ်ဆိုတော့ okay ကိုယ်လေဒီလူနဲ့ပတ်သက်ပြီးတော့အရန်စိတ်ညစ်ခဲ့ရတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်အခုချိန်นี้လေသူ့ရဲ့အကြောင်းတွေတွေးနေတယ်ဒီလူတယောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူ့အကြောင်းတွေတွေးနေတယ်ဘယ်လိုမျိုးပြောမှလဲလွတ်ချလိုက်တယ်ဆိုပေမဲ့လည်းမလွတ်ချနိုင်တွေးနေတော့မယ်စဉ်းစားနေတော့မယ်ပြီးရင်ကိုယ့်ကိုယ်အဖြစ်တွေတင်မိနေတယ်လို့ခံစားရတယ်အမှန်တကယ်ကိုကဘာမှလည်းမလုပ်ကိုဘာမှအမားလည်းမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကိုကလေပိတ်မိနေတယ်မျိုးခံစားရတယ်ပေါ့နော်တခုခုနဲ့ပတ်သက်ပြီးတော့ maybe ဒီရဲ့လူကကိုယ့်ရဲ့ emotionally အရန် hard လုပ်တဲ့သူမျိုးပေါ့နော်ကိုဘယ်လိုပြောမလဲစိတ်ပင်မအောင်လုပ်ခဲ့တဲ့သူမျိုးဖြစ်လာမယ် mentally ပြောရမယ်ဆိုရင် exhausted ဖြစ်နေတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အရန်ကိုဘယ်လိုမှလဲအပြောအဆိုနာအောင်ပြောခဲ့တဲ့ပုံစံမျိုးတချို့သူတွေအတွက်ပေါ့နော်တချို့သူတွေအတွက်မထင်မှတ်ထားတဲ့သူကကိုနာနေငွေလိမ်သွားတာမျိုးဖြစ်နိုင်တယ်နော်တချို့သူတွေကလည်းငွေချင်းနဲ့ပတ်သက်ပြီးမျောလင့်နေမယ်သူကဘာလို့အဆက်အသွယ်တွေဖြစ်ပြီးတိုင်းဝုန်းတိုင်းလောက်သွားတာလဲတချို့တွေအတွက်ကျတော့ချစ်ချင်းမြတ်တာဖြစ်နိုင်မယ်ပေါ့နော်ဆိုတော့ဒီမှာ money energy လည်းပြရတယ် love energy လည်းပြရတယ်ပေါ့နော်ဆိုတော့တချို့တွေအတွက်လူနဲ့ပတ်သက်ပြီးတော့မျောလင့်နေတာမျိုးဖြစ်နိုင်မယ်တချို့တွေကကျတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့မျောလင့်နေတာမျိုးဖြစ်နိုင်မယ်ပေါ့နော်ဘာကြောင့်ဒီလိုတွေလောက်သွားရလဲအဲ့ဒါကို questioning မလုပ်ပါနဲ့ဆိုတော့ဥပမာပေါ့ပတ်စံညွန်လင်းနေတဲ့သူတွေပတ်စံပြန်ရလိုက်မယ်သူ့အချိန်ခဏပေးဖို့လိုမယ်အရန် force မလုပ်နဲ့ပေါ့နော်သူ့မှာလည်းတကယ်ခက်ခဲနေတဲ့အရာတွေရှိကောင်းရှိလိုက်မယ်ပေါ့နော်Okay love နဲ့ပတ်သက်တဲ့တန်ရောစင်ချစ်ချင်းမြတ်တာတွေနဲ့ပတ်သက်နေတဲ့သူတွေသူတို့တွေကလေကိုက move on လုပ်နိုင်သွားတဲ့အချိန်မျိုးကိုတကယ်အဆင်ပြေနေပြီဆိုတဲ့အချိန်မျိုးမှာပြန်လာတတ်တယ်လို့မြင်ရတယ်နော်ပြန်လာလိုက်မယ်ဆိုလို့ချင်းတဲ့ဘောကကိုအဆင်ပြေနေတဲ့အချိန်မှာသူကရောက်လာတာမျိုးမြင်ရတယ်အဲ့တော့အဲ့အချိန်မှာကိုယ့်ရဲ့ emotion တွေကိုယ့်ရဲ့ခံစားချက်တွေကို holding on မလောက်ထားပဲနဲ့ပေါ့နော်ရှေ့ဆက်ဖို့လိုမယ်လို့ကျွန်ပြောချင်တဲ့ဘောဒီလူကို second chance မပေးသင့်ဘူးဆိုတာမျိုးပြောချင်တာနော်ဆိုတော့ငွေချင်းနဲ့ပတ်သက်ပြီးမျောလင့်နေတဲ့သူတွေလည်းဒီရဲ့အရာနဲ့ပတ်သက်ပြီးပြန်ရမယ်ဥပမာ emotion လူတွေနဲ့ပတ်သက်နေရဆိုရင်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကို့မှာဘယ်လိုမျိုးမှလဲသူပြန်လာလိုက်မယ်ကွာဒါပေမဲ့ယုံကတော့ပြန်ပြီးမလက်ခံသေးချင်ဘူး maybe ကိုကပြန်လာခြင်းရမယ့်ပုံစံမျိုးမြင်ရတယ်ပေါ့နော်ဆိုတော့အဆက်အသွယ်ပြတ်နေတဲ့သူတွေအခုချိန်မှာတော့သူ့ဘက်ကနေအေးဆေးပျော်ရွှင်နေတဲ့ပုံစံမျိုးမြင်ရတယ်ကိုမရှိလေအေးဆေးပဲကိုမရှိလေအဆင်ပြေတယ်သူ့ဘဝမှာတာယာနေတဲ့အဆင်ပြေနေတယ်ပေါ့အဲ့လိုမျိုးမြင်ရတယ်ပေါ့နော်ဒါပေမဲ့သူကအချိန်တစ်ခုရောက်လာရင်ကိုယ့်ရဲ့ value ကိုယ့်ရဲ့တန်ဖိုးကိုသိလာလိုက်မယ်ကိုနဲ့မတူညီတဲ့အရာတွေတူမြင်တွေ့လာမယ်ပေါ့နော်ဘယ်လိုမှလဲကိုနဲ့မတူညီနိုင်တဲ့လူတွေသူ့မှာရှာဖို့ခက်ခဲရဲဆိုတဲ့အရာမျိုးတွေသူတွေ့ရလိုက်မယ်မြင်ရလိုက်မယ်ဆိုတော့အခုချိန်မှာအရန် chase မလုပ်နဲ့သူနဲ့ပတ်သက်ပြီးအရန်စဉ်းစားနေတယ်အရန်ငိုနေတယ်အရန်တွေးနေတယ်ဆိုလွတ်ထားပြီးလိုက် flow အတိုင်းသွားလိုက်ဒီဗီဒီယိုကြည့်နေသူတွေအဲ့ဒီရဲ့ခံစားချက်အဲ့ဒီရဲ့တန်ရောစင်ကိုဖျက်ချဖို့တော့ခက်လိုက်မယ်ဘာလို့ဆိုဒီရဲ့လူကလေကိုအထိနာအောင်တော်တော်လုပ်ခဲ့တဲ့ပုံစံမျိုးအထိနာအောင်ပြောခဲ့တဲ့အထိနာအောင်လုပ်ခဲ့တဲ့တခုတော့ရှိမယ်ပေါ့ကိုရဲ့ဒီရဲ့emotion ကိုအရန်ကြီးကိုထိပါခဲ့တဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်ဆိုတော့တွေးလို့ရတယ်မရတာမဟုတ်ဒါပေမဲ့လွတ်ချလို့ပြောချင်တယ် emotion တွေ cut off လုပ်လို့ပြောချင်တယ်ဘာလို့ဆိုဒီလူကပြန်လာဖို့ရှိရပြန်လာပြီးရင်ဝိတ်လေကြောင်ပဲပြန်လုပ်ပြီးကိုပြန်ခန့်စားရမှာပေါ့နော်ဆိုတော့ပြန်ပြီးတော့လက်မခံသေးချင်ဘူးနော်ငွေကြီးတွေနဲ့မျောလင့်နေတဲ့သူတွေငွေကြေးတွေပြန်ရဖို့ရှိတယ်ဒါပေမဲ့ the break ထဲအကုန်လုံးပြန်ရမယ့်ပုံစံမျိုးတော့မဟုတ်ဘူးခွဲပြီးရတာမျိုးဒါပေမဲ့သူ့ဘက်ကနေအဆက်အသွယ်လောက်လာလိုက်မယ်နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေအားလုံးအဆင်ပြေကြပါစေမျောလင့်နေတဲ့သူတွေမျောလင့်နေတဲ့အရာတွေပြန်လာဖို့ရှိရကိုယ့်ဘဝထဲမှာပြန်ပြီးဝင်လာဖို့ရှိရနော်ဆိုတော့ဥမာအချိန်အရာကြည့်မယ်ဆိုရင်တော့လေဖြစ်နိုင်တစ်လပိုင်းလောက်ထဲမှာဝင်လာဖို့ရှိရပေါ့နော်ဆိုတော့ maybe तू ကမကြခင်ကိုတော့မလာရမယ်ဆိုတဲ့ energy မျိုးမြင်ရတယ်ဆိုတော့အရင်ကြီးကိုဖက်ကနေကိုဒုက္ခတွေပေးနေရငိုနေရဆိုရင်တော့မလောက်ပါနဲ့ तू ပြန်လာရင်လည်းလက်မခံပါနဲ့လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ပြန်လာဖို့ရှိရပြန်ဆက်သွယ်လာဖို့ရှိရเนาะဒါပေမဲ့လက်မခံတယ်လို့ကျွန်တော်ပြောမယ်ဆိုတော့အားလုံးအဆင်ပြေကြပါစေ